မင်္ဂလာပါခင်ဗျာနားဆင်ကြည့်ပါနော်ဒီစီစုတရှင်းလေးပါဒီရခရီးတွေချေကညီမလွမ်းကြည့်ဖို့ထိုတဲ့နှလုံးလေးရဲ့ဒီတို့ဒီနဲ့အရှိဆုံးရဲ့ဒီဆိုတာချင်နာရတို့တွေအတွက်မေကောင်းမမေကောင်းနိုင်ပါရှစ်တန်ဆိုလဲလွမ်းစီခဲ့တာမုန်းတဲ့လူတိုင်းများအတွက်ဘယ်တော့ခမဆုံးသေးလို့တော့ပါရှစ်တဲ့ဆိုလဲလွမ်းစီခဲ့တာမုန်းတဲ့လူတိုင်းများအတွက်ဘယ်တော့ခမဆုံးသေးလို့တော့ပါမုန်းပါမိပါအရှိဆုံးတို့ရဲ့ဆက်လိုက်စမ်းမှာရှင်ညာပလီကတစ္ဆမတီးပါနရီမြမတို့တပွဲခွေကောင်းလမ်းပန်းစီစင်တဲ့စွာရှင်ညာပလီကတစ္ဆမတီးပါနရီမြမတို့တပွဲခွေကောင်းလမ်းပန်းစီစင်တဲ့စွာဟိုအရှိခါကမဟာဗရုမအလောင်းတော်မှာအတတ်နဲ့ရှင်သားကရှစ်တဲ့မိဖုရားကစိတ်စဉ်ကစားကဘာလို့လေပြားကရင်ရိတ်သူအညာပထမဒီမောမှာအလောင်းတော်မင်းကိုတုံးချခဲ့လိရှာလောင်းတော်ဘလုံးမမင်းမမြတ်တာမယုံထိုးရှိရာမိဖုရားကြီးပွဲတော်အုပ်ကိုတူယူတဲ့အခါအလောင်းတော်ဘလုံးမမင်းမမြတ်တာမယုံထိုးရှိရာမိဖုရားကြီးပွဲတော်အုပ်ကိုတူယူတဲ့အခါရေးမစင်နိုင်အသက်ဆိုင်ခွဲကြွေပြီးတော့တခါရှိဒီတိုင်းမဲ့ကွာအသေးညာဆိုင်ခွဲကြွေပြပြုံးတလုံးစင်မြဲတာမုန်းပါမိပါရှစ်ဆုံးတို့ရဲ့ဆက်လိုက်စမ်းပါရှင်ညာမာပါပါတယ်တောင်းပါပါတယ်ခွင့်လို့ပါရှင်ညာပလီကတစ္ဆမတီးပါနရီမြမတို့တဖွဲခွေကောင်းလမ်းပန်းစီစင်တဲ့စွာရှင်ညာပလီကတစ္ဆမတီးပါနရီမြမတို့တဖွဲခွေကောင်းလမ်းပန်းစီစင်တဲ့စွာဟိုအရှိအခါကမဟာဗရုမအလောင်းတော်မှာအတနဲ့ရှင်သားကရှစ်တဲ့မိဖုရားကစိတ်စဉ်ကစားကဘာလို့လေပြားကရင်ရိတ်သူအညာပထမမေမောမှာအလောင်းတော်မင်းကိုတုံးချခဲ့လိရှာအလောင်းတော်ဘုရုမမင်းမမြတ်တာမြေထိုးရှိရာမိဖုရားကြီးပွဲတော်အုပ်ကိုသူယူတဲ့အခါအလောင်းတော်ဘုရုမမင်းမမြတ်တာမျိုးထိုးရှိရာမိဖုရားကြီးပွဲတော်အုပ်ကိုသူယူတဲ့အခါရေးမစင်နိုင်အသက်ဆိုင်ခွဲကြွေပြီးဖို့တခါရှိဒီတိုင်းမဲ့ကွာအသေးညာဆိုင်ခွဲကြွေပြပြုံးတလုံးစင်မြဲတာ
ဆက်လိုက်စမ်းပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ